အခုဒီတော်လန်ရေးကာလာမှာမကြာခဏကြားနေရတဲ့စကားလုံးတစ်ခုရှိပါတယ်အဲ့ဒါကတော့အတွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုပေါ့ဆိုတော့ဒီစကားလုံးကတကယ်တော့ဘာကိုဆိုလိုတာလဲမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ဘာကြောင့်ဒီလောက်တောင်အရေးကြီးပါတယ်လို့ပြောနေကြတာလဲအဲ့ဒါကိုပဲဒီနေ့အတူတူလေ့လာကြည့်တော့ကြမှာဖြစ်ပါတယ်ဒီကြောင်းရကိုအသေးစိတ်မပြောခင်ပါလေဒီစကားစလေးနဲ့ရင်ဆက်ချင်ပါတယ်ဒါကဇလန်တစ်ခုမဟုတ်ပါဘူးတရားမျှတမှုအကဲတောင်းဆိုနေတဲ့မြန်မာပြည်သူတွေရဲ့တကိဘဝတကိအတွေ့အကြုံတွေထက်ကထွက်ပေါ်လာတဲ့အတန်ဆင်မှန်တစ်ခုပါဒီလိုကိုယ်ပိုင်ခံစားချက်တွေကပဲဒီကြောင်းရကိုပို့ပြီးတော့အတိပ္ပယ်ရှိစေတာပေါ့ကဲဒီခေါင်းစဉ်ကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အပိုင်း၅ပိုင်းခွဲပြီးကြည့်သွားကြပါမယ်ပထမဆုံးကတော့မြန်မာနိုင်ငံမှာအမြင့်တွင်ရဲ့ဖြစ်တိုင်ကင်းလို့ခွင့်တန်းတရားအကြောင်းပါပြီးရင်တော့တရားမျှတမှုအတွက်လမ်းတစ်ဖြစ်တဲ့ TJ ဆိုတာကိုမိတ်ဆက်မယ်ပြီးမှသူ့ရဲ့အထူးကမန်တိုင်ကြီးလေးခုကိုဆက်လေလာပြီးဒီတစ်ခါမှာဘာကြောင့်အရင်လိုဖြစ်လို့မရတော့ဘူးလဲဆိုတာကိုပြောပြသွားမယ်နောက်ဆုံးမှာတော့တရားမျှတတဲ့အနာဂတ်ကိုဘယ်လိုတိဆောက်ကြမလဲဆိုတာနဲ့အဆုံးသတ်မှာဟုတ်ပါပြီပထမဆုံးအပိုင်းအနေနဲ့မြန်မာနိုင်ငံရဲ့အဓိကဖြစ်တနာကြီးတစ်ခုဖြစ်တဲ့ပြည်တံကင်းလို့ခွင့်တန်တရားလိုက်နေတဲ့အကြောင်းကိုရင်ဆုံးကြည့်လိုက်ကြအောင်ပါမြန်မာတမိုင်းကိုပြန်ကြည့်လိုက်ရင်လေမျိုးဆက်တစ်ခုပြီးတစ်ခုဒီပုံစံကြီးကထက်ခါဖြစ်နေတာကိုတွေ့ရမှာပါဘာပုံစံလဲဆိုတော့အာနာသိန်းတဲ့လူခွင့်ရေးတွေကိုစနစ်တကျအချိုးဖောက်တယ်ဒါပေမဲ့အဲ့ဒီလိုကျူးလွန်ခဲ့တဲ့သူတွေကိုဘယ်တော့မှထိထိရောက်ရောက်အရေးမယူခဲ့ဘူးတာဝန်ခံခိုင်းတာမျိုးမရှိခဲ့ဘူးအဲ့လိုတည်းပဲဒီဖြစ်တန်ကင်းလုခွန်းဆိုတဲ့ပြဿနာကြီးကတော်တော်လေးကိုအမြင့်တွယ်ထွက်ခဲ့တာပေါ့ โอเคပြဿနာကိုတီးပြီးဆိုတော့အဖြေတစ်ခုကိုစပြီးကြည့်ရတော့မှာပေါ့အဲ့ဒါကတော့တရားမျှတမှုအတွက်လမ်းတစ်တစ်ခုဖြစ်တဲ့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုပါပဲဆိုတော့ဒီနေရာမှာမင်းစရာရှိလာပြီနိုင်ငံတနိုင်ငံကဒီလိုအစိုးတန်တရာကနေဘလို့ယုံထော်မလဲပြီးတော့ခိုင်မာတဲ့ဒီမိုကရေစီကိုဘလို့တည်ဆောက်နိုင်မှာလဲအဲ့ဒီအဖြေကအခုပြောမဲ့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု transitional justice မှာရှိနေပါတယ် transitional justice ကိုပို့ပြီးမြင်တာဝအောင်တခြားအရာများတာမို့မြို့စားတွေနဲ့အရင်ဆုံးရှင်းကြည့်လိုက်ရအောင် criminal justice ဆိုတာကလူသားမှုခိုးမှုလိုမျိုးတယောက်ချင်းစီရဲ့ပြစ်မှုတွေကိုအရေးယူတာပါ social justice ကြတော့လူအဖွဲ့အစည်းမှာတားလို့ညီမျှဖို့ခွဲခြားဆက်ဆံမှုတွေမရှိဖို့ကိုအာရုံစိုက်တယ်အခုပြောနေတဲ့ transitional justice ကတော့နိုင်ငံရေးပြောင်းလဲကာလတစ်ခုမှာဖြစ်ခဲ့တဲ့စနစ်တကျချိုးဖောက်မှုတွေကိုအထူးထားဖြေရှင်းတာဖြစ်ပါတယ်ဒါကြောင့် transitional justice ကိုရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်ကြီးမားကျယ်ပြန့်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကနေကြံခဲ့တဲ့အမွေဆိုးတွေကိုကူစားဖို့လူအဖွဲ့အစည်းတွေကအကောင့်ထဲပေါ်တဲ့တရားစီရင်ရေးနီလန်းရောတရားစီရင်ရေးမဟုတ်တဲ့နီလန်းတွေရောအားလုံးပါဝင်တဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပေါ့ဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးရဲ့အဓိကပန်းတိုင်ကအရန်ကိုရှင်းပါတယ်အတိတ်ကလို့ရက်ဆက်ကြမ်းကြုတ်မှုတဲ့နောက်တစ်ခါဘယ်တော့မှထပ်မဖြစ်စေရဘူးဆိုတဲ့ချက်ပါပဲဒါဟာအတိတ်ကိုသင်ခန်းစာယူပြီးအနာဂတ်ကိုကာကွယ်တာပါဒါဆိုရင်ဒီ transitional justice ကိုဘယ်လိုအကောင့်ထဲပေါ်မှာလဲသူ့မှာအတိအကျတဲ့မိုင်းတိုင်ကြီး၄ခုပါဝင်တဲ့မူပေါင်းတစ်ခုရှိပါတယ်။ဟုတ်ပြီဒီမတိုင်ကြီး၄ခုကနိုင်ငံတကာမှာလည်းအတိမတ်ပြုထားတဲ့အခြေခံတွေပါ။အဲ့ဒါတွေကဘာတွေလဲဆိုတော့၁အမှန်တရားရှာဖွေဖို့၂တရားစွဲဆိုရည်ယူဖို့၃ကနစ်နာသူတွေကိုပြလဲကူစားပေးဖို့နောက်ဆုံး၄ကတော့ဒီလိုအဖြစ်ဆိုးတွေနောက်ဘတော်မှထပ်မဖြစ်စေဖို့အာမခံချက်ပေးရေးပါပဲ။ကဲတခုချင်းစီကိုအသေးစိတ်လေးကြည့်ရကြရအောင်အချမမန်နိုင်ကအမှန်တရားရှာဖွေချင်ပါဆိုလိုတာကလွတ်လပ်တဲ့ကော်မရှင်တွေဖွဲ့မယ်ပြည်သူတွေရဲ့ထွက်ဆိုချက်တွေကိုနားထောင်မယ်အဲ့ဒီကနေတဆင့်အတိတ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုဖော်ထုတ်ပြီးတရားဝင်အထက်မှတ်ပြုတာပေါ့ဒါမှအခိုင်အမာရဲ့မှတ်တမ်းတစ်ခုချန်ခဲ့မှာပါဒုတိယမန်တိုင်ကတော့တရားစွဲဆိုခြင်းပေါ့ဒါကတော့ပြစ်မှုကျူးလွန်သူတွေအထူးသဖြင့်အဓိကတာဝန်ရှိသူတွေကိုတရားရုံးတင်ပြီးတာဝန်ယူမှုတာဝန်ခံမှုရှိအောင်လုပ်တာပါဒီလိုလုံးမပဲပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုလာကိုအဆုံးသတ်နိုင်ပါလေတတိယမန်နိုင်ကတော့ပြန်လဲကူစားပေးခြင်းပါဒီပိုင်းကနစ်နာခဲ့ရတဲ့သူတွေကိုအဓိကထားပါတယ်သူတို့ရဲ့ဆုံးရှုံးမှုတွေကလျော်ကြေးပေးတာစိတ်ပိုင်းဆိုင်ရာပြန်လဲထူထောင်ရေးလုပ်ပေးတာသူတို့ရဲ့ဂုဏ်တိခါကိုပြန်ရအောင်ဖော်ဆောင်ပေးတာအကုန်ပါဝင်ပါတယ်နောက်ဆုံးမန်တန်ကတော့နောက်ထပ်တစ်ခါဘယ်တော့မှထပ်မဖြစ်စေဖို့အာမခံချက်ပေးလာပါပဲဒါကအနာဂတ်မှာအလားတူချိုးဖောက်မှုတွေထပ်မဖြစ်အောင်စစ်တပ်နဲ့တရားရေးစနစ်လိုမျိုးဖွဲ့စည်းတွေကိုစနစ်တကျပြုပြင်ပြောင်းလဲတာကိုဆိုလိုတာပါဒီမန်နိုင်၄ခုကိုသိပြီဆိုတော့ဒီယူဆက်ကိုမြန်မာနိုင်ငံရဲ့သမိုင်းနဲ့ဓာတ်ရိုက်ပြန်ချင်းဆက်ကြည့်အောင်ဘာကြောင့်ဒီတစ်ချင်းဟာအရင်ကနဲ့လုံးဝကိုမတူသင့်တော့တာလဲမြန်မာခေတ်သမိုင်းကိုကြည့်လိုက်ရင်စစ်အာဏာသိမ်းတာတွေဖြိုခွင်းတာတွေဟာထက်ခါဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒီလိုအစိုးတန်တရားကြီးလည်းနေရတဲ့အဓိကအကြောင်းရင်းကအတိတ်ကအဖြစ်ဆိုးတဲ့အတွက်တရားမျှတမှုကိုဘယ်တော့မှမဖော်ဆောင်နိုင်ခဲ့လို့ပါပဲဒီတင်ပြချက်တဲ့အဓိကအဆိုပြုချက်ကကျွန်တော်ရှင်းပါတယ်ဒီတန်တရားကြီးဖြစ်နေရတာဟာ
ခုနပြောခဲ့တဲ့မန်နိုင်ကြီး၄ခုကိုဘဒုံမှစနစ်တကျအကောင့်အထည်မဖော်ခဲ့လို့ပါပဲအဲ့ဒီချက်ကြောင့်ပဲပစ်တန်ကင်းလွတ်ခွင့်ဆိုတဲ့ယဉ်ကျေးမှုဆိုကြီးကအမြင့်တွယ်ပြီးကြီးထွားလာခဲ့တာပေါ့ အဲ့ဒီတော့ရှေ့ဆက်ပါလို့ချောင်းမလဲတရားများအတွက်လေအနာဂတ်တစ်ခုတည်ဆောက်ဖို့အတွက်ရှေ့ဆက်ရမယ့်လမ်းကြောင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင်ပါ ဒီလိုရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုအောင်မြင်ဖို့အတွက်လိုအပ်ချက်တွေအများကြီးရှိပါတယ်ဥပမာပြည်သူလူထုကတက်တက်ကြွကြွပါဝင်ဖို့လိုတယ်လွတ်လပ်တဲ့ကော်မရှင်တွေရှိရမယ်စနစ်ကျတဲ့မတမတ်ရာတွေဥပဒေအတစ်တွေနဲ့တရားဝင်အစိုးရတရက်လည်းလိုအပ်ပါတယ်အဓိကကတော့အားလုံးပါဝင်ဖို့ပါပဲ ဒီနေရာမှာအရန်ကိုမှမှတ်သားစရာကောင်းမဲ့ဥပမာလေးတစ်ခုရှိတယ်။အဲ့ဒါကပန်ကန်စီးချင်ရင်ကိုလက်ကအရင်တက်နေဖို့လိုတယ်ဆိုတာပါပဲ။တကယ်ကိုမှန်တာဖို့နော်။တရားမျှတမှုကိုဖော်ဆောင်မဲ့ဆိုတဲ့သူတွေအဖွဲ့အစည်းတွေကိုယ်တိုင်ကပတ်မလိုက်ပဲတန့်ရှင်းဖြောင့်မတ်နေမှာလူတွေယုံကြည်လက်ခံနိုင်မဲ့စနစ်တစ်ခုကိုတည်ဆောက်လို့ရမှာလေ။ဒီချက်ကအလွန်ရေးကြီးပါတယ်။အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတာလက်စားချေဖို့လုံးဝမဟုတ်ပါဘူး။ဒါဟာလူတိုင်းရဲ့တက်ကိုတံပိုးထားတဲ့တည်ငြိမ်ပြီးစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်တစ်ကိုအတူတူတည်ဆောက်ဖို့ပဲဖြစ်ပါတယ်။တခုတော့တည်ထားဖို့လိုပါတယ်။ဒါကချစ်ချင်းပြီးသွားမဲ့လုပ်ငန်းစဉ်တစ်ခုမဟုတ်ပါဘူး။နိုင်ငံကိုတကယ်အသွင်ပြောင်းလဲဖို့အတွက်လူဖွဲ့စည်းရဲ့အလွာအသေးသေးကစိတ်ပိုင်းဖြတ်ပြီးတော့ကာလရှည်ကြာစွာကြိုးပမ်းရမယ်ခီးရှည်ကြီးတစ်ခုဖြစ်ပါတယ် နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့ညီခွန်းချုပ်ပါစေနိုင်ငံကနိုင်ငံဟာသူ့ရဲ့အနက်ချိုင်းဆုံးတန်ရာတွေကိုတကယ်ပဲကုစားပြီးကြောက်ရွံ့ကျဉ်ကင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်နိုင်မှာမလားဒီမေးခွန်းရဲ့ဖြေဟာဒီအတွင်ကူပြောင်းရေးဆိုင်ရာတရားမျှတမှုကိုကျွန်တော်တို့အားလုံးဘယ်လောက်ထိအလေးနက်ထားပြီးအကောင့်အထည်ဖော်နိုင်မလဲဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ်